ကြည်လင်စိတ်ဆန်းစီးစင်ဖြတ်တန်းရာခရီးလမ်းတစ်လျှောက်ဝဲတော့တောင်ရှုံမြောင်ကြောက်ဆောင်ကပါကျန်းတန်းတဲ့အခက်ခဲတွေဖြတ်ကျော်ရင်ခရီးရင်တွေကအပြုံးမပြတ်တဲ့သူရဲ့အသွင်မှာငြိမ့်ငြိမ့်အေးစီးစင်နေမှာမြဲမိဘဆိုသောထုံနှစ်ပါးသာသမီအပေါ်မှာစီးဆင်းခဲ့တဲ့ဆံရည်သေးတာလူဘုံခံဝါလောကရန်ခီမှာလောကမီကပင်လေဝဲသမုဒယနှောင်ဖွဲခဲ့တဲ့ဒီသားဒီသမီးအတွက်ဆိုအပြုံးမပြည့်ရင်ဆိုင်ကြောဖြတ်ခါဆောက်ရှောက်မှုများပေးတဲ့ဖေဖေနဲ့မေမေခဏန္တာမြတ်တာအမြဲတရိယာနေမှာပါမျက်မှော်ရွှေတောင်ဆယ်လုံးဆောင်မြမကကျူတဲ့ကျေးဇူးရှင်မကုံဆုံးနိုင်တော့မိဘဝတရားများစွာစီးဆင်းတဲ့စီစံရေးပါကြောင်းကိုအနှင်းလို့သာငယ်ရွယ်စဉ်မှာရှင်ပြုဖို့အရေးတွေးလို့သာအရွယ်ရောက်လို့လာရင်ထိမ်းများတဲ့မင်္ဂလာဆက်လို့မကုန်နိုင်ဘူးကျေးဇူးများစွာပါမိသားစုစုံလေးနဲ့ဒီနေ့ဒီချိန်ပါမင်္ဂလာရဲ့မြတ်မာလေးမင်္ဂလာရဲ့မြတ်မာလေးတာတို့လေးတို့အပြစ်များရှိရင်ဆေရဆုံးမရှိခိုးကြောပါကွာမိသားစုစုံလေးနဲ့ဒီနေ့ဒီချိန်ခါမင်္ဂလာရဲ့မြတ်မာလေးမင်္ဂလာရဲ့မြတ်မာလေးပါတို့လေးတို့အပြစ်များရှိရင်ဆေရဆုံးမရှိခိုးကြောပါကွာဆေရဆုံးမရှိခိုးကြောပါကွာဆေရဆုံးမရှိခိုးကြော